Okay, let's go. မင်္ဂလာပါကိုကျွန်တော်မှရှုဖြစ်ပါတယ်အသက်20လို့ပြောရမှာအဲ့လိုထူးတော့မရှိပါဘူးဒီဖြစ်ခဲ့တဲ့အကြောင်းရင်းကတော့အိမ်ကပို့လို့ပါဟောအဲ့လိုကိုတိုင်းဝန်နာပါလို့ဒီမှာခုဒီဇိုင်နာတက်လာတဲ့အချိန်ပေါ့ခက်ခဲတော့အများကြီးပါတယ်အဲ့လောကတော့ထင်သလောက်မလွယ်ဘူးဆိုတော့အများကြီးလုပ်ခဲ့ရအောင်ဟောကိုကအဲ့ဒီဇိုင်နာဖြစ်ချင်တဲ့အတွက်အများကြီးကြိုးစားခဲ့တဲ့အတွက်အခုဒီဇိုင်နာဖြစ်လာတော့ဘယ်လိုပြောမှာညခုံတော့ပေါ့မပြောပြတတ်တော့ hairstyle တော့ moonlet ပြထားမှာတော့ဆရာဇွဲပေါ့သူ့ရဲ့နေပုံထိုင်ပုံပြောဖို့ဆိုရင်တော့ကြကြိုးစားရမှာပေါ့အဲ့လိုပဲအချင်းညာရောဆော့ဖြစ်ဆော့ဖို့တော့စီစဉ်ရှိလက်စွမ်းပြချင်ဘူးရှိမလဲဆိုတော့အဲ့လိုကိုယ်တင်ပေးခဲ့တဲ့ဆရာကတော့ကိုလက်စွမ်းပြချင်တယ်ပြောချင်တယ်တော့ကိုယ်တင်ပေးခဲ့တဲ့ဆရာတွေပေါ့ဒီကနေကျွန်တော်ကျေးဇူးအများကြီးတင်ပါတယ်ဒီအချိန်လေးရောက်ဖို့အတွက်တင်ပေးခဲ့တဲ့ဆရာတွေအများအားလုံးကျေးဇူးတင်ပါတယ်ပြောချင်မော်ဒယ်ပိုင်းပေါ့ဘာမှတော့မလုပ်ဘူးခဲ့ဘူးအဲ့ချိန်တော့အဲ့လိုထူထူတော့မရှိပါအလုပ်လည်းများမလုပ်ခဲ့ရအောင်အိမ်မှာတော့အဲ့လိုအောင်မြင်တဲ့ဒီဇိုင်နာတယောက်ဖြစ်ချင်တာပေါ့အဲ့ချိန်လောက်ဆိုတော့30ပေါ့အသက်30လောက်လိုမင်းလေးမျိုးလိုအဲ့လိုပေါ့ဘာနဲ့လွတ်လပ်နေတတ်တယ်မျိုးအဲ့လိုမလည်းရတယ်မလေးလည်းရတယ်ကိုနဲ့မောင်လေးတော့မယူတော့ဘူးလေရှိပါဘူး